ချိန်မှာတော့မမပြပနဲ့အိမ်မရောက်နေပါပြီအိမ်မရောက်ပြီတော့အင်ကြီးလဲရတော့ပေါ့နော်အင်ကြီးမလဲလို့မရဘူးလေနော်အင်ကြီးကလဲပြီးသွားပြီအင်ကြီးကလဲပဲဟိုင်မကြိုက်အချာအင်ကြီးဖြဲလိုက်ဖြတ်စီရမို့လဲပဲဟိုက်တာမကြိုက်လဲပဲဟိုက်တာမို့လဲပဲအစ်တာမကြိုက်တာလဲပဲကတိုးရယ်ကွာတိုးတော့အမလို့ဒီလဲပဲစီအင်ကြီးမျိုးဆိုရင်လေဘင်းအဲ့လိုခံစားအဲ့ဒါ height လို့ဟာလိုက်တယ်လေဘင်း height ဝတ်တာပိုကြိုက်တယ်ပေါ့ပြောမလားဒီကလေဘင်းတူလို့ပေါ့ပြဿနာတော့အဲ့ဒါပါပဲဟာကွာသွားလို့လာလို့လည်းပြီးသွားပြီဆိုတော့ထပ်စားလိုက်ပါညနေစာစားမယ်စားပြီးသွားရင်စိတ်ထိုးမယ်စိတ်ထိုးပြီးသွားရင်ဒီလောက်အေးအောင်မရသေးဘူးချိန်ကြီးည7 နာရီလောက်ကနိုးလာပြီးတော့ခုချိန်ကြီးမရသေးလောက်ချင်တာလုပ်နေရရင်တော့စိတ်ချမ်းသာနေရဒါပေမဲ့ဘယ်လောက်ပဲစိတ်ချမ်းသာနေရပြောရလုံးထဲမှာမပေါ်ဘူးဆိုရင်ညင်တဲ့သူတိမှာပါဘာကြောင့်စိတ်စီးနေဆိုလဲပြောဘူးနော်သူ့မှလည်းမပြောကိုယ့်ကိုတယောက်တည်းပဲဒါမှစိတ်ညစ်ခံနေကိုယ့်ကိုတယောက်တည်းစိတ်ညစ်တာပိုကောင်းတယ်ဘာလို့သူများတွေတော့ပြောနေသူများတွေကစိတ်ညစ်နေတယ်စိတ်ပြပါတယောက်တည်းလည်းစိတ်ပြပါကျမတယောက်တည်းလည်းစိတ်ပြပါတော့ကြည့်ရင်နွမ်းပြနေအောင်ဒါတော့အဖက်မပါရုပ်ပါငါလုံးဝနွမ်းလျက်အဖက်ကလေးပြန်ထဲလာဒါလေးကနေပါကြည့်ကောင်းပါပြီပေါ့နော်ဒီလိုလေးဆိုတော့ပိုးပြီးကြည့်တောက်ရှင်းသွားတာပေါ့နော်အဲ့တော့မွေးငါထမင်းနဲ့စားမွေးငါကြိုက်တော့ရမယ်လေအဲ့ငါပြောဦးလေလုံးဝမကြိုက်ဘူးကျွန်မမွေးငါကြိုက်တယ်ငါပြောဦးမကြိုက်ဘူးစက်တုံးလေးမကြိုက်ဘူးဒါစားချင်လို့ဝယ်လာရရှိခဲ့တော့ဒါစီးဖြော်ရေးဒီနေ့တော့စီးဖြော်ဘယ်လောက်တက်မလဲမသိဘူးစားထားရတော့စားရတော်များရဲ့ဆေးလဲမထိုးရသေးဘူးဆေးလဲမတောက်ရသေးဘူးနော်မေ့ွာအမြင်တော့လောနဲ့ထွက်သွားပြီမေ့ွာဆိုတော့ကအိမ်မယ်9 နာရီ12 နာရီလောက်တော့ပြန်နိုးမယ်ထင်တယ်အမေညစာမစားတော့အားလုံးမတတာပါကြည့်ပြီးရသူတိုင်းကောင်းကောင်းကျေးဇူးအများကြီးတင်တယ်ချမ်းသာပြီးတော့လူရင်းဆန္ဒပြေဝကြပါစေလို့ဆုတောင်းပေးရနော်တဒါ